အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လိန်စင်တပ်ပုံကိုကိုယ့်အိမ်မှာပဲဖုန်းနဲ့ရိုက်ပြီးတော့မှနေ့ဆိုင်ရာ convenience store မှာတက်ထောက်တဲ့နေ့တွေကိုပြပြသွားမှာဖြစ်ပါတယ်ပထမဦးဆုံးကိုစိတ်ကြိုက်ဆက်ဖီရိုက်မှာပေါ့နော်ကျွန်တော်ကိုကင်မှာ ID photo convenience store ဆိုပြီးတော့မှရိုက်ချလိုက်ပါမယ်အမှပေါ်လာတဲ့ picture ဆိုတဲ့ link ထဲဝင်ပါမယ်ပြီးတော့ make your ID photo ထဲဝင်ပြီးတော့ select according to type of use ထဲမှာရှာကြည့်လို့ရပါတယ်သူကကောင်းမွန်လိမ့်စင်အတွက်လား main number အတွက်လားCV font အတွက်လားဆိုပြီးတော့မှရွေးလို့ရပါတော့ site ကကိုယ်ကသိချာမသိလို့ရှင်ဒီမှာ admin ကကျတော့ main number နဲ့လုံးမဲ့အတွက်ကြောင့် main number လေးသွားမှာပေါ့နော်အရေးပြီးတော့ continue ကိုနှိုက်လိုက်မယ်ပြီးရင် photo ရွေးမယ်ပေါ့နော် select photo အထက်မှာကိုတပ်ပုံရိပ်တဲ့ photo ကိုရွေးမယ်ပြီးတော့မှ upload လုပ်မှာပေါ့နော်ပြီးတော့ photo ကိုရဲ့တပ်ပုံကိုညှိလို့ရပါတော့ကျင်းတာကျဲတာအပေါ်အော့ပေးဆိုပြီးတော့ခေါ်လို့သူပြထားတဲ့တိုင်းလေးညှိပြီးတော့မှလုပ်လို့ရှင်အဆင်ပြေပါတော့ okay နိုင်မယ်မပေါ်လိုက်ပေါ့နော်အဲ့လိုလေးပုံပေါ့နော်သူကတစ်ခါထုတ်လို့ရှင် okay နိုင်မယ်ပြီးတော့မှကိုရဲ့ email address ကိုထည့်မှာပေါ့နော်ထည့်ပြီးလို့ရှင်တော့ okay နိုင်လဲလို့ရှင်အဲ့ဒါပြီးသွားပြီပေါ့နော်ပြီးသွားလို့ရှင်ရင်သူကအော့မှာတခါတည်းကုတ်လေးပါတခါတည်းပေါ်ရပေါ့နော်အဲ့ကုတ်နဲ့သွားပြီးလို့ရအောင်မေးတဲ့တခါတည်းဝင်လာတယ်အဲ့ဒီမေးထဲမှာကြည့်လိုက်လို့ရှင်ရင်သူကကိုထောက်ရမယ့်ကုတ်ရေနံပါတ်ရေပင်နံပါတ်ရေတခါတည်းပါပေါ့နော်7-11မှာလောက်လို့ရတယ်သူတို့တခြား convenience လောဆန်နေရောလောက်လို့ရပါတော့သူဟာနဲ့သူကတခါထုတ်လို့ရှင်ရမ်း200ပေးရပါတော့4ပုံပါတယ်သူဒီစက်နာရလို့ရှင်ဒီမေးထဲကနေပြီးတော့မှကျူတာတော့ဝင်ပါမယ်နော်ဒီကြာတော့ဒီနော်ခလိုက်ပဲကြီးအခုပန်းကိုခဏပါစအခုနေဒီပါကိုရဲ့နံပါတ်လေးပါလာမှာတော့အဲ့ဒါလေးချိမိုင်ကာလာနဲ့ရန်နေရပါတော့အဲ့ပတ်ထားခဲ့မယ်ခေထည့်ပြီးသားလို့ရှင် brand start တော့